တောင်သူကြီးတို့အားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့သီးနှံဆိုင်ခင်းထဲမှာဖြတ်ပိုးတွေမျိုးမျိုးကြောက်ဖြတ်စည်းတတ်ပါတယ်၎င်းဖြတ်ပိုးများရဲ့သီးနှံမယ်မှာကြားရောက်တဲ့အလေးအထားနဲ့ဖြတ်စည်းတဲ့ပုံစံကိုလိုက်ပြီးကိုက်ဖြတ်ဝါစားဖို့ဆုပ်စားဖို့မြေရင်းအောင်ဖို့စသဖြင့်ဖြတ်ပိုးအုပ်စုတွေမျိုးမျိုးကွဲပြားကြပါတယ်အဲ့ဒီလိုသီးနှံဆိုင်ခင်းများမှာဆိုးရွားတာကြားရောက်ဖြတ်စည်းတတ်တဲ့ဖြတ်ပိုးမျိုးမျိုးကိုထိရောက်စွာနှိမ်နင်းပေးနိုင်မယ်ဝိဇာရရဲ့မိုးပြန်ပိုးသက်စေးအကြောင်းတင်ဆက်ပေးလိုက်ပါတယ်ရှင်မိုးပြန်ပိုးသက်ဆေးမှာအစွမ်းရှိပစ္စည်းအီမာမက်တင်ဘန်ဆိုရိတ်နဲ့ကလိုဖန်နီပြာတို့ပေါင်းဆက်ပါဝင်ပါတယ်ရှင်။ထိသေးစားသေးအာနိသင်ရှိရေဖြောပိုးသက်ဆေးကဖြစ်ပြီးအစွမ်းထက်ဆေးအာနိသင်နှမျိုးပေါင်းဆက်ထားတဲ့အတွက်ဖြတ်ပိုးများကိုအချိန်တိုအတွင်းထိရောက်စွာနှိမ်နင်းနိုင်ပါတယ်ရှင်။အီမာမက်တင်ဘန်ဆိုရိတ်မှာလိပ်ပြဖလန်အုပ်စုဝင်ဖြတ်ပိုးများကိုပိုးလောက်ကောင်အဆင့်ထိနှိမ်နင်းနိုင်ပါတယ်။ကလိုဖန်နီပြာမှာပိုးစုအားလုံးကိုနှိမ်နင်းနိုင်တဲ့ broad spectrum အာနိသင်ပါဝင်ပါတယ်ရှင်။ထိုအစွမ်းသက်ဆေးရနေတဲ့နှမျိုးပေါင်းဆက်ထားတဲ့အတွက်မိုးပြန်ပိုးသက်ဆေးဖြင့်ကိုက်ဖြတ်ဝါစားပိုးများနှင့်အတူမွားပင်ကိုပါဝင်ဆုပ်စားပိုးမျိုးမျိုးကိုထိရောက်စွာနှိမ်နင်းနိုင်ပါတယ်။အထူးသဖြင့်စပားနှင့်ပဲဒီစိမ်မက်ပဲစားတဲ့ပဲမျိုးမျိုးဟင်းနှင်းဟင်းရဲ့သီးနှံပင်များပန်းမှန်ပင်များဝါကြုံပြောင်းစားတဲ့သီးနှံပင်များမှာကြာရောက်တတ်တဲ့တီလုံးဖောက်ပိုးဖောငမြောင်တောင်စိန်ခွက်ပလန်ပွင့်ထွေးပိုးမွားပင်ကူလှေးနဲ့ပြဆတဲ့ဖြတ်ပိုးမျိုးမျိုးကိုပါထိရောက်စွာနှိမ်နင်းနိုင်ပါတယ်ရှင်။စေးနှုံးတာအနေငယ်များ3ယုံဖြင့်ဖြတ်ပိုးမျိုးမျိုးကိုနှိမ်နင်းနိုင်ပြီးရေ20လီတာဆေးဖြတ်မှုတစ်ပုံအတွက်ဆေးမှု10မှ15ဂရမ်နှုန်းထည့်သွင်းအသုံးပြုပေးရမှာဖြစ်ပါတယ်ရှင်။မိုးပြန်ပိုးသက်ဆေးကိုအသုံးပြုခြင်းဖြင့်ဦးကြီးတို့ရဲ့သီးနှံဆိုင်ခင်းများအတွင်းစိုးဝါးတဲ့ဖြတ်ပိုးမျိုးမျိုးဘေးမှာကင်းဝေးနိုင်ကြပါစေရှင်။